တားတို့သမီးတို့ကိုဆရာမကဒီနေ့မြန်မာမှုပန်းဆယ်မျိုးအကြောင်းပြောပြမယ်ကွတေချာမှတ်ထားရမယ်နော် ပပဲပညာဆိုဒီမှာသံတတုတို့ကိုမိအပူရှိန်ဖြင့်ဖျော်ပြောင်းစေကရဲနေအောင်ဖုတ်ပြီးလိုရာပုံစံရရှိစေရန်ပုံသွင်းထုရရသောပညာရက်ဖြစ်ပါတယ်ပထိန်ပညာဆိုဒီမှာအဖို့တန်သောရွှေငွေတတုစသည်တို့ဖြင့်လူတို့၏လက်ဝတ်ရတနာအသုံးဆောင်အမျိုးမျိုးတို့ကိုတီးတန့်ပြုလုပ်ခြင်းကျောင်းမြတ်မျိုးစုံတို့ဖြင့်ကွဲဖက်၍ပြုလုပ်သောအတတ်ပညာဖြစ်ပါတယ်ပဒဲပညာဆိုဒီမှာကျေးထဲပွန်ဆက်အမျိုးမျိုးတွန်းလုပ်သည့်ပညာရပ်ဖြစ်ပါတယ်ပကြီးပညာဆိုဒီမှာမျက်နှာပြင်တစ်ခုခုပေါ်တွင်အယောင်ဖြင့်အသက်သွင်းခြင်းပုံတူရေးဆွဲခြင်းပုံဖွဲ့ယူခြင်းများကိုအနုပညာရှင်၏အယူဆလိုက်ဖန်တီးခြင်းဖြစ်ပါတယ်ပန်းတမော့ပညာဆိုဒီမှာကြောင်များတဲကြောင်များစက်ကျင်ကြောင်များကိုအယုတ်တရံပေါ်အောင်လှပတေသက်စွာထုစစ်တဲ့ပညာရပ်ဖြစ်ပါသည်ပရိယပညာဆိုဒီမှာအစာဦးများတိဆောက်ရာတွင်အခြေခံဖြစ်သောအုတ်များကိုအင်္ဂတိဖြင့်တွဲကပ်စေသောပညာရပ်ဖြစ်ပါတယ်ပကံဖျားများကိုလေ့လာခြင်းဖြင့်မြန်မာလူ၏ပရိယပညာကိုလေ့လာသိရှိနိုင်ပါတယ်ဘဘူးပညာဆိုဒီမှာတက်တာစံဆွဲရွှန်စဲဖျောင်းစာသည့်ဝတ္ထုပစ္စည်းများကိုထုထွန်းပုံဖော်သောအနုပညာရုပ်လုံးရုပ်ကြော်များဖန်တီးသည့်အတတ်ပညာဖြစ်ပါတယ်ပဘူးပညာဆိုဒီမှာယွန်းတက်တာဖြင့်အသုံးဆောင်များကိုအလှဆင်ပြုလုပ်သည့်ပညာရပ်ဖြစ်ပါတယ်ပန်းတော်ပညာဆိုသည်မှာကူဖျားများအဝင်ပေါက်အပေါ်ရှိမုတ်တကဲတွင်အင်္ဂတေပညာဖြင့်ပန်းခတ်ပန်းလက်ရုပ်ကြွရုပ်လုံးအမျိုးမျိုးသောပုံတံတက်ရှိသက်မဲ့အယူများပြုလုပ်ပူဇော်ထားခြင်းကိုပန်းတော်ပညာဟုခေါ်ပါတယ်ပန်းယုံပညာသည်အင်းဝခေအလွန်ကုန်းပေါင်ခေအတွင်း၌တိုးတက်ဖွံ့ဖြိုးလာခဲ့သောပညာရပ်ဖြစ်ပါတယ်။အထူးသဖြင့်ထီးသုံးနန်းသုံးပစ္စည်းများမှာယွန်းတယ်များဖြစ်ကြပါတယ်။အခုလောက်ဆိုတားတို့သမီးတို့လည်းမြန်မာမှုပန်းဆက်မျိုးအကြောင်းသိလောက်ပြီထင်တယ်။နောက်သင်ခန်းစာလေးတွေမှာထပ်တွေ့ကြမယ်နော်။ Bye bye